ဟယ်လိုမင်္ဂလာပါရှင်ဇိုးဒီဗီဒီယိုလေးမှာဒီလိုချစ်စရာကောင်းတဲ့အုတ်ထုပ်လေးကိုထုတ်ပြပေးမှာပဲဖြစ်ပါတယ်ဒီ site လေးကတော့၄နှစ်ရွယ် site လေးပဲဖြစ်ပါတယ်သူကဒီ main color ကိုကြတော့ mid cotton 8 line တစ်လုံးဆိုရပါတယ်ဒီနေရွယ်လေးတွေဒီနောက်မှာနားကုတ်ထဲဘူးလေးကကြတော့အဖြူရောင်လေးအနှင်းငယ်ဆိုလို့ရင်ရပြီပေါ့နော် mid cotton 8 line ကိုမှ S size 4.5 mm နဲ့ထုတ်ပြပေးထားပါတယ်အုတ်ထုပ်လေးတို့ကိုဇူရိုပထမဆုံး magic ring လေးလုပ်လိုက်ပါမယ်magic ring လေးလုပ်လိုက်မယ်ပြီးရင် magic ring နဲ့မှာပြီးရင် chain လေးကိုနောက်ထပ်တစ်ခါတက်လိုက်ပါမယ်ဒါဆိုလို့ရှိရင်0 chain နှစ်ခါလိုလေးဖြစ်သွားပြီเนาะပြီးရင်တိုင်ရှည်လေး12ခါဒီ magic ring နဲ့မှာထိုးပါမယ်တိုင်ရှည်လေး12ခုရပြီဆိုလို့ရှိရင်ဆိုဒီချိုးလေးကိုဒီဘက်ကဒီနန်းလေးကင်ပြီးတော့ဆွဲလိုက်ပါမယ်ဒီလိုလေးဖြစ်သွားအောင်ဆွဲလိုက်မယ်เนาะပြီးရင်0ပထမဆုံးတိုင်ရှည်ထိုးခဲ့တဲ့ဒီနေရာလေးမှာရှက်ခေါ်လေးနဲ့ဆက်ပါမယ်ဒါဆိုရင်တရမ်းပြီးသွားပါပြီပြီးရင်ချိန်နှစ်ခုတက်မယ်ဒီတိုင်ရှည်အပေါက်လေးတွေကိုတိုင်ရှည်တိုင်ပွားထိုးမယ်နော်နောက်တဲ့အဲ့ဒီအပေါက်ထဲမှာပဲနောက်တဲ့တိုင်ရှည်တစ်ခုထပ်ထိုးပါမယ်တိုင်ရှည်တစ်ပေါက်ထဲကိုနှစ်ခါထိုးတာကိုတိုင်ပွားထိုးတယ်လို့ခေါ်ပါတယ်ဒီတစ်ပေါက်ထဲမှာဒီနောက်ကချီလေးကိုလည်းထိုးရင်းနဲ့တခါတည်းတင်ခဲ့ပြီပါနော်တစ်ပေါက်ထဲကိုတစ်ခါနောက်ထပ်အဲ့ဒီပေါက်ထဲမှာပဲနောက်ထပ်တစ်ခါထပ်ထိုးလိုက်ပါမယ်ဒီလိုတိုင်လေးတစ်ပေါက်ထဲကိုတိုင်ရှည်လေးနှစ်ခုစီထိုးခဲ့ဒီဘက်အဆုံးထိထိုးလာခဲ့ပြီပါနော်ဒါဆိုလို့ရှိရင်0တိုင်လေးပွားလာတာအားလုံးပေါင်းတိုင်ရှည်လေးက24ခုရှိရမယ်ပေါ့နော်ပြီးရင်ဒီပထမဆုံး0ထိုးခဲ့တဲ့ဒီတိုင်ရှည်လေးပေါ်မှာပဲရှက်ခေါ်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ချိန်နှစ်ခုတက်မယ်0ဒီရှက်ခေါ်ချိတ်ခဲ့တဲ့ဒီပေါက်ထဲမှာတိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားလေးထိုးပါမယ်ဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်လေးထပ်ထိုးမယ်နော်ဒါဆိုလို့ရှိရင်0ဒီမှာနောက်တစ်ပေါက်မှာတိုင်ရှည်တစ်ခါပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါအဲ့ဒီဘက်တန်းလေးတိုင်ထိုးမယ်နော်တိုင်ရှည်တစ်ခါထိုးမယ်ပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်ဒီပက်တန်လေးအတိုင်းအဆုံးထိထိုးလာခဲ့ပြီပါနော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါထိုးလာပြီးရင်ဒီနောက်ဆုံးရောက်လို့ရင်0ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်လေးမှာရှော့ခေါ်လေးနဲ့ဆက်လိုက်ပါမယ်ဒါဆိုရင်0 1 2 3 3တန်းပြီးသွားပြီပေါ့နော်ဒါဆိုရင်4တန်းမြောက်ဆက်ထိုးပါမယ်ချိန်နှစ်ခုတက်မယ်ပထမဆုံးထိုးခဲ့တဲ့တိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်တိုင်ပွားတစ်ခါထိုးမယ်တိုင်ပွားတစ်ခါပြီးရင်တိုင်ရှည်တစ်ခါဒီလိုလေးထိုးပေးပါနော်တိုင်ရှည်တစ်ခါ
တိုင်ပွားတစ်ခါတိုင်ရှည်တစ်ခါဒီဘတ်တန်လေးအတိုင်းဇူကိုအဆုံးထိထိုးလာခဲ့ပြီပါနော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါဒီမှာတိုင်ရှည်တစ်ခါပြီးရင်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါတိုင်ရှည်တစ်ခါအဲ့ဒီဘတ်တန်လေးအတိုင်းဇူကိုဒီထိထိုးလာခဲ့ပြီပါနော်ဇူတို့ဒီဘတ်တန်လေးတိုင်းတိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါတိုင်ရှည်တစ်ခါဒီထိုးလာခဲ့ပြီဆိုရင်ဇူတို့ပထမဆုံးတိုင်ရှည်လေးပေါ်မှာရှက်ခေါ်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ချိန်နှစ်ခုတက်မယ်ပြီးရင်အဲ့ဒီရှက်ကိုဆက်ခဲ့တဲ့အပေါက်ထဲမှာပဲတိုင်ရှည်တစ်ခုထိုးခဲ့မယ်နောက်တစ်ပေါက်မှာတိုင်ရှည်လေးထိုးမယ်ဒါဆိုလို့ရှိရင်ဇူတို့တိုင်ရှည်လေးတစ်ပေါက်တစ်ချက်စီနဲ့3ခါပေါ့နော်ပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်အဲ့ဒီပဒံတိုင်းမှာတိုင်ရှည်3ခါတစ်ခါ2ခါ3ခါပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်တိုင်ရှည်3ခါတိုင်ပွားတစ်ခါတိုင်ရှည်3ခါတိုင်ပွားတစ်ခါအဲ့ဒီပဒံလေးတိုင်းဇူကိုဒီထိထိုးလာခဲ့ပြီပါနော်ဆိုတော့တိုင်ရှည်3ခုတိုင်ပွားတစ်ခုပြီးရင်ပထမဆုံးထိုးခဲ့တဲ့ဒီတိုင်ရှည်လေးပေါ်မှာရှက်ခေါ်လေးနဲ့ဆက်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ဇူတို့ဒီ2 3 4 5တန်းထိပြီးသွားပြီပေါ့နော်5တန်းထိကိုဇူတို့9.5လောက်ရပါတယ်9.5အဲ့ဆိုင်ဆိုလို့ရှိရင်ဇူတို့ဒီတစ်နှစ်ကနေ3နှစ်ရွယ်ဆိုင်လေးဒီဆိုင်လေးရပြီပေါ့နော်ဒီဆိုင်လေးရပြီဇူတို့ဒီမှာ1 2 3 4 5တန်းထိဒီမှာထိုင်လေးတွေပွားခဲ့တယ်ပွားပြီးလို့ရှိရင်ဒီ6တန်းမြောက်မှာဆိုလို့ရှိရင်ဘာတိုင်းမှပွားစရာမလိုတော့ဘူးเนาะတိုင်းတို့လေးဘာတိုင်းမှပွားစရာမလိုတော့ဘူးတိုင်ရှည်လေးတစ်ပေါက်ကိုတစ်ချက်စီနဲ့နောက်ထပ်1 2 3 4 5ဒီ9တန်းဒီတိုင်ပွားမယ်တိုင်ပွားပြီးလို့ရှိရင်နောက်ထပ်1 2 3 4 5 6 9 10နောက်ထပ်10တန်းကကြတော့တိုင်ပွားစရာမလိုတော့ဘူးเนาะတိုင်ရှည်လေးတစ်ပေါက်ကိုတစ်ချက်စီနဲ့ထိုးလာခဲ့လို့ရှိရင်ရပါပြီဒီမှာက9တန်းထိတိုင်ပွားတယ်နောက်ထပ်တိုင်ရှည်လေးတစ်ပေါက်ကိုတစ်ချက်စီနဲ့ဒီမှာလည်းတိုင်ပွားစရာမလိုတော့ဘူးတိုင်ရှည်အဲ့ဘတ်တန်လေးတိုင်းမယ်အောက်ကို10တန်းထိထပ်ထိုးလာခဲ့ပြီပါမနော်ပေါ့နော်အဲဆိုလို့ရှိရင်သူတို့ဒီတစ်နှစ်ကနေ3နှစ်ရွယ်စိုက်လေးရပြီပေါ့နော်ကိုကနောက်ထပ်စိုက်ကြီးခြင်းနဲ့ဆိုလို့ရှိရင်ဇူဒီမှာထိုးထားခဲ့တဲ့ပဒံအတိုင်းပဲတိုင်လေးကိုပွားပြီးတော့ထိုးသွားပြီပါနော်ဒါဆိုလို့ရှိရင်ဇူကနောက်ထပ်စိုက်လေးနည်းနည်းကြီးတာလေးရခြင်းလို့ဇူနောက်ထပ်ထပ်ပြီးပွားလိုက်ဝင်ပေါ့နော်တိုင်ရှည်2ခါထိုးမယ်ပြီးရင်တိုင်ပွားတစ်ခါတိုင်ပွားတစ်ခါပြီးရင်နောက်ထပ်တိုင်ရှည်2ခါလာမယ်နော်တိုင်ရှည်2ခုတိုင်ပွား1ခုတိုင်ရှည်2ခုအဲ့ဒီပဒံလေးတိုင်းထိုးလာခဲ့ပြီပါနော်တိုင်ရှည်2ခါတိုင်ပွား1ခါတိုင်ပွား1ခါပြီးရင်တိုင်ရှည်2ခါလာမယ်နော်တိုင်ရှည်2ခါတိုင်ပွား1ခါတိုင်ရှည်1ခါအဲ့ဒီပဒံလေးတိုင်းစုကိုအဆုံးထိထိုးလာခဲ့ပြီပါနော်ဒါဆိုလို့ရှိရင်စုက1 2 3 4 5 6တန်းထိထိုးလိုက်ပြီပေါ့နော်
ဒီမှာဒီလို6လက်မဝင်ချင်လောက်ဆိုလို့ရှိရင်4နှစ်ကနေ6နှစ်ဆိုင်လောက်ဒီခွက်တီရွယ်ပေါ့နော်ဒီတိပြီးရင်သူတို့နောက်ထပ်မပွားရမလို့တော့ဘူးဆက်ထိုးလာလိုက်အောင်မယ်ပေါ့နော်ပွားရမလို့တော့ဘူးတိုင်းရှိတစ်ပေါက်ကိုတစ်ချက်စီနဲ့သူတို့အောက်ထိထိုးလိုက်အောင်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူတို့တိုင်မပွားတော့ဘူးပေါ့နော်တိုင်ရှိတစ်ပေါက်ကိုတစ်ချက်စီနဲ့ပတ်ပတ်လဲထိုးသွားရင်ရပါပြီတိုင်ရှိတစ်ပေါက်ကိုတစ်ချက်စီနဲ့စုကိုပတ်ပတ်လဲလေးထိုးလာခဲ့ပြီပါနော်ဒီပတ်တန်လေးအတိုင်းအောက်တီးထိုးသွားရင်ရပါပြီဘယ်နှတန်းထိုးရမလဲဆိုတာကိုစုတစ်ချက်ပြန်လာပြောပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်စုတို့1 2 3 4 5 6ဒီ6တန်းဒီတိုင်လေးတွေကိုပွားခဲ့တယ်ပေါ့နော်ပြီးရင်တိုင်မပွားတော့ဘဲနဲ့1 2 3 4 5 6 9 10 11ဒီအောက်ဆုံးတန်းလေးနဲ့ဆို12ပေါ့နော်ဒီအောက်ဆုံးတန်းလေးကိုသူကဒီအဖြူအောင်လေးအနားခွက်လိုက်တယ်ပြီးတော့ဒီနေရွက်လေးကိုလည်းဒီလိုဖြူအောင်လေးပဲထည့်လိုက်မယ်ပေါ့နော်ဆိုတော့နောက်ဆုံးဒီမဲ့တိုင်ရှည်တစ်ခုထိုးပြီးလို့ရှိရင်ချိန်တစ်ခုတက်เสียမလို့ဘူးခြေကိုတခါတည်းတန်းဖြတ်လို့ရရနော်တန်းဖြတ်ပြီးလို့ရှိရင်သူကခြေလေးတိတ်မှမယ်ဒီမဲ့ခြေသိမ့်ဖို့ဒီပထမဆုံးဒီတိုင်ရှည်လေးတွေကိုအကလေးထိုးလိုက်မယ်ပြီးရင်သူတို့ဒီခြေဖြတ်ခဲ့တဲ့ဒီတိုင်ရှည်လေးရဲ့ဒီဘေးချမ်းလေးကိုယူပြီးတော့ဒီလိုလေးခြေလေးတိမ့်လိုက်မယ်ပေါ့နော်ဒီလိုပုံစံလေးရပါတယ်အဲ့ဘလို့ရှိရင်ဒီတိုင်းလေးပဲခြေလေးကိုအတွင်းဘက်ထည့်ပြီးတော့တိမ့်လိုက်ရင်ရပါပြီပြီးရင်စုဒီနေရထိုးနီးလေးကိုထိုးပြမယ်ပြီးရင်ဘလို့လေးကပ်ပြီးတော့ချုပ်ရလဲဆိုတာကိုလည်းတခါတည်းချုပ်ပြပေးမယ်နော်သူတို့ပထမဆုံး magic ring လေးလုပ်လိုက်ပါမယ် magic ring နဲ့မှာတိုင်တူလေး6ခါထိုးပါမယ်ဒီနေတော့လေး5 6ကထိုးမယ်ပြီးရင်ပထမဆုံးထိုးခဲ့တဲ့တိုင်တိုလေးမှာရက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ချိန်တစ်ခုတက်မယ်ပထမဆုံးထိုးခဲ့တဲ့တိုင်တိုလေး6ခုထဲမှာပဲတိုင်ပွားလေးထပ်ထိုးမယ်ပေါ့နော်တစ်ပေါက်ကိုတိုင်တို2ချက်စီထိုးပါမယ်နောက်တစ်ပေါက်မှာလည်းတိုင်တို2ခါနောက်တစ်ပေါက်မှာလည်းတိုင်တို2ခါစီအားလုံးပေါင်း12ခုထိုးလာခဲ့ပြီပါနော်ပြီးရင်ရှက်ခွာလေးနဲ့ချိတ်လိုက်ပါမယ်နောက်တစ်တန်းကကြတော့ချိန်လေးတစ်ခုတက်မယ်ရှက်ခွာချိတ်ထားတဲ့ဒီတိုင်တိုလေးထဲမှာတိုင်တိုလေးတစ်ခုထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားလေးထိုးပါမယ်နောက်တစ်ပေါက်မှာတိုင်တိုတစ်ခုပြီးရင်တိုင်ပွားတစ်ခုအဲ့ဒီပတန်လေးတိုင်ထိုးပါမယ်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါအဲ့ဒီပတန်လေးတိုင်အဆုံးထိထိုးလာခဲ့ပြီပါနော်
ဆိုတော့ဒီ1နဲ့3တန်းထိပဲတိုင်လေးကိုပွားမယ်ပေါ့နော်နောက်တန်းနေကြလို့ရှိရင်တိုင်ပွားစရာမလိုတော့ဘူးတိုင်တို့တစ်ပေါက်ကိုတစ်ချက်စီပဲထိုးသွားရင်ရပါပြီဒါဆိုလို့ရှိရင်သူတို့တိုင်တိုးတစ်ပေါက်တစ်ချက်နဲ့ထိုးလာတာတန်းပြီးသွားပြီပေါ့နော်နောက်ထပ်အဲ့လိုပဲတိုင်တိုးတစ်ပေါက်တစ်ချက်နဲ့နောက်ထပ်3တန်းထပ်ထိုးလာခဲ့ပြီပါနော်အားလုံးပေါင်း1 2 3 4တန်းရှိတယ်နောက်ထပ်3တန်းနဲ့ဆိုတော့အားလုံးပေါင်းစုစုပေါင်း9တန်းရှိရမယ်ပေါ့နော်9တန်းပြည့်အောင်ထိုးလာခဲ့ပြီပါနော်နောက်ထပ်3တန်းထပ်ထိုးလာခဲ့ပြီပါနော်ချိန်လေးတစ်ခုတက်ပြီးတော့ခြေလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်လိုက်ပါမယ်အပြင်တို့ဒီခြေသားလေးကိုအထဲကိုထည့်လိုက်ပါမယ်လို့ရှိရင်ဆိုဒီအုတ်ထုပ်လေးကိုဒီလိုဒီမဲ့ဒါဆိုလို့ရှိရင်တို့ဒီနောက်မှာခြေကိုဒီလိုဆက်ခဲ့တဲ့ဒီလိုချိန်နေရလေးရှိရပေါ့နော်ဒီချိန်နေရလေးတက်တက်ကိုနောက်ကျောကိုလိုထားလိုက်နော်ချိန်နေရလေးနဲ့တက်တက်ဒီလိုလေးလာလို့ရှိရင်သူ့ရဲ့တန်းနေရလေးဒီလိုနေရလေးမှာတက်ပါမယ်ဒီလိုနေရလေးမှာတက်မယ်နော်ဒီမဲ့ဒီအလဲတန်းနှစ်တန်းဒီနှစ်တန်းမြောက်ရဲ့ဒီတောင်ဆုံးနေရလေးမှာဒီလိုလေးတက်ပါမယ်ဒီဘက်ကိုဒီလိုလေးထားလိုက်မယ်နော်ဒီမဲ့ဒါလို့ဒီလိုလေးတစ်ဝက်ချိုးခိုင်းလိုက်မယ်ဒီနှစ်ခုရဲ့ဒီလိုတန်းနေရလေးကိုထိုးမဲ့အတန်းရဲ့ဒီတန်းလေးကဒီလိုညီလေးနေရကိုယူမယ်နော်ဒီနှစ်ဒီမဲ့ဒီလိုလေးတွေတွဲချုပ်မယ်နော်ဒီလိုလေးယူပြီးတော့တွဲချုပ်ပါမယ်ဒီလိုလေးယူပြီးတော့ချုပ်မယ်နော်ဒီနှစ်တန်းကိုကြောဒီ3တန်းမြောက်မှာဒီလိုလေးကတ်လိုက်မယ်ဒီလိုလေးချုပ်မယ်နော်ပထမဆုံးဆိုဒီဘက်ကနေကလေးရဒီလိုဝင်လိုက်မယ်သူရဲ့ဒီတန်းဒီနေရာလေးကိုလေးယူလိုက်မယ်နော်ပြီးရင်နောက်ထပ်ဒီဘက်ကဒီနေရာလေးကိုအထူလိုက်မယ်ပြီးရင်ဒီဘက်ကိုလာမယ်သူနဲ့တန်းနဲ့နောက်ထပ်ဒီတိုင်လေးကိုထည့်ယူမယ်ဟိုဘက်ပေါက်မှာလေးထွက်မယ်အဲ့ဒီပုံစံလေးတိုင်းချုပ်သွားရပါပြီဒီဘက်အချီထွက်တဲ့ဘက်ကိုဒီလိုပြန်ဝင်
ရပြီဆိုလို့ရှိရင်အတွင်းဘက်ကိုအကလေးထိုးလိုက်ပါမယ်ထိုးလို့ရှိရင်ခြေလေးတိမ့်လိုက်ရင်ရပါပြီဒါဆိုလို့ရှိရင်ခြေဖြတ်လိုက်လို့ရပါပြီဒါဆိုရင်ရန်ကိုချစ်စရာကောင်းတဲ့အုတ်ထုတ်လေးတစ်လုံးရတော့ရွယ်ဖြစ်ပါတယ်ဒါဆိုရင်ရန်ကိုချစ်စရာကောင်းတဲ့အုတ်ထုတ်လေးရသွားပါပြီနားမရရှိရင်ကိုချိန်မီလာမိလို့ရပါတယ်။အော်ဒါကြီးလည်းအများကြီးရကြပါစေ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တတား